Hello အားလုံးပဲမင်္ဂလာပါရှင်လက်ဖြူရဲ့နောက်ရှိ vlog page ကနေပြန်လိုက်ကြိုဆိုလိုက်ပါတယ်နော်အရင်ဆုံးလက်ဖြူအားလုံးကိုနှစ်သစ်မှာကျန်းကျန်းမာမာနဲ့ရှင်လန်းချမ်းမြေပါစေလို့လက်ဖြူဆုတောင်းပေးလိုက်ပါတယ်နော်ဒီကတော့ကျွန်မအလုံးလည်းပဲဖြစ်သွားရတဲ့အကြောင်း Indian style လေးနဲ့ပြောမှာဖြစ်ပါတယ်အားလုံးပဲဗီဒီယိုလေးကိုဆက်ကြည့်နော်လက်ဖြူဒီဗီဒီယိုလေးမှာကဂျာမနီကတူနာပြုဒီအောက်စပရီဒွန်ပြီးသွားတဲ့အချိန်မှာအလုပ်စာချုပ်ကြီးရှိရဲ့ဒါနဲ့လက်ဖြူဒီအလုပ်လက်မဲ့ဖြစ်သွားတဲ့အကြောင်းကိုလက်ဖြူ share လုပ်ပေးမှာဖြစ်ပါတယ်ယိုခုစပြောမယ်ပြောမှာကဒီလက်ဖြူ main point မရောက်ခင်မှာပေါ့နော်နည်းနည်းလေး intro လေးစပြောမယ်လက်ဖြူကဂျာမနီမှာဒီ2022match လာစပြီးတော့2025 February လကုန်ထိကိုလက်ဖြူဂျာမနီမှာ nursing hospital လုပ်ခဲ့ရပေါ့နော်ဆိုတော့လက်ဖြူကကျောင်းပုံမှန်ဆိုရင်ကျောင်းမပြည့်ငယ်တော်တော်များများတော့ကျောင်းအလုပ်လျှောက်ကြတာမှန်တယ်လက်ဖြူကကျတော့စိတ်ပူပြီးတော့ပိုတော့မှလုံးဝဘယ်လိုပြောမလဲအားသွန်ခွန်ဆိုင်စ조사ပြီးတမင်6လအလုပ်လောက်ထဲကလက်ဖြူအလုပ်တွေစလျှောက်ပါတယ်ဆိုတော့ပထမဆုံးလက်ဖြူသွားလျှောက်တဲ့ဆေးရုံကတော့သူကစိတ်ကျန်းမာရေးဆေးရုံလက်ဖြူကပြောရရင်အဲ့ဆိုင်ကိုပိုင်းနေတဲ့စိတ်ဝင်စားတယ်သူကစိတ်ကျန်းမာရေးဆေးရုံလက်ဖြူသွားလျှောက်တယ်ဒါပေမဲ့လက်ဖြူအဲ့မှာအဆင်မပြေလိုက်ဘူးဘာလို့ဆိုလက်ဖြူသွားချင်တာကပြောရရင် orphanal လို့ခေါ်တဲ့ဒီပုံမှန် normal ဒီ patient အနေနဲ့လောက်ရတဲ့ဟာမျိုးပေါ့နော်အမှထားပါတော့ဒီ Zoom ecran cono depression တို့ဘာလို့လောက်ကလက်ဖြူတော့ကိစ္စမရှိဘူးဒါပေမဲ့သူတို့က Gishlosana လို့ခေါ်တဲ့လုံးဝအဲ့လိုမျိုးလူနာတွေကိုခန့်နေထည့်ထားရတာတို့တော့ဒီကတင်မှာချုပ်ပြီးတော့ထားရတာတို့အဲ့လိုမျိုးတွေကြောက်လက်ဖြူကကြောက်တယ်သူတို့ကလည်းအဲ့ဒီမှာပဲလိုနေတာလူကလက်ဖြူအဲ့ဒီပဲတိုးရင်တော့လက်ဖြူကလည်းနောက်ဆုံးတော်ပြီးဆိုရောညင်းလိုက်တော့လက်ဖြူပထမဆုံးဆေးရုံကတော့လက်ဖြူတော့အဆင်ပြေသွားဘူးပေါ့နော်အဲ့နဲ့လက်ဖြူသဘောနောက်ထပ်သဘောကျတဲ့ဆေးရုံတစ်ခုကိုထပ်လျှောက်တယ်သူကကျတော့ Uniclinic Düsseldorf မှာပေါ့နော်ဆိုတော့အဲ့မှာလျှောက်တော့ကျတော့လက်ဖြူအဲ့ဒီမှာကဒီ neurolocation intensive fitation မှာရသွားတယ်ပြောရမယ်ဆိုရင်ဒီအုံနောက်နဲ့အာယုံကြောအထူးတက်မှတ်ဆောင်ပေါ့နော် ICU ဘိုင်းမှာလက်ဖြူရသွားစင်လဲပြေတယ်ပြောရမယ်အဲ့ဒါနဲ့စာချုပ်တွေပါချုပ်သူတို့နဲ့အဆင်ပြေပြီးတော့လက်ဖြူလုံးဝအပီတော့လိုက်တာပေါ့ safe theory ဘာလို့လဲဆိုတော့လက်ဖြူကဒီဂျာမနီမှာစောင်းပြီးသွားရင်နေထိုင်ခွင့်တက်တန်းတိုးတဲ့အခါမှာကိုဘက်က blog account တွေပါတယ်လည်းပြစရာမလိုတော့ဘူးဘာလို့လဲကိုကစာချုပ်ကြီးရှိပြီးသွားပြီကိုကကျောင်းလဲလုပ်နေတယ်ကျောင်းကလည်းတစ်ချိန်ပြီးမှပဲဆိုတာသိနေတော့ okay ပေါ့ဆိုပြီးတော့လက်ဖြူလုံးဝပိုင်တော့လိုက်တာငါကျောင်းပြီးသွားရင်လုံးမယ်လုံးမသွားခင်လည်းခီးတွေပါတယ်သွားမယ်ပေါ့ဆို plan တွေပါတယ်ချမိသားစုနဲ့လည်းတွေ့မယ်ခါညာလက်ဖြူပျော်ရွှင်မိအဲ့စမေးဝဲလည်းဖြေပေါ့နော်ပြီးရောစုတွေပါတော့ယူလိုက်သေးတယ်ယူလိုက်ပြီးတော့မှFebruary လကုန်လောက်လဲကြာလဲဖြစ်ရှိ email လာအလုပ်ကဟဲလဲတဲ့နေနဲ့အဲ့အလုပ်စလို့မရသေးဘူးဟဲဘာလို့မရသေးလဲပေါ့ဆိုတော့နင်ငါတဲ့အလုပ်လုံးခွင့်မရှိသေးဘူးတဲ့ဆိုတော့လဲပြောဟဲဘာလို့မရှိသေးတာတော့ငါအောက်စပယ်တော့လုပ်ထားတာဆိုတော့အေးအဲ့ဒါတဲ့အလုပ်သမားရုံးနေတဲ့ဟိုနိုင်ငံခြားသားရုံးနဲ့ပြောတယ်ဆိုတော့အဲ့နဲ့ okay လဲဖြစ်လဲအဲ့နဲ့အလုပ်သမားရုံးကိုဖုန်းဆက်နိုင်ငံခြားသားရုံးနဲ့ကတော့ပြောပြီးသွားပြီသူတို့ကတော့စောင့်ရမယ်တဲ့အလုပ်လုပ်ခွင့်တော့ဆို okay ပေါ့အဲ့နဲ့အလုပ်သမားရုံးဖုန်းဆက်ပြီးတော့သူတို့ကလည်းပုံမှန်ဆိုရင်လည်းနေရာဂျာမနီမှာလည်း hospital လောက်ထားဆိုရင်လောက်ခွင့်ရှိရမှာပေါ့နော်ဒါပေမဲ့ဘာလို့မရှိလဲတော့သူတို့လည်းမသိဘူးဆိုတော့okay process ဆက်လို့ဆိုလည်းဖြစ်တယ်အဲ့ဒါ Australia ပဲဟိုတော့ထပ်မေတော့ကြာသူတို့ကပြောတယ်လက်ဖြူကဒီနေတာတက်တန်းတိုးထားတာက hospital ရဲ့နေထိုင်ခွင့်နဲ့တက်တန်းတိုးထားတာတစ်ခုဖြစ်တယ်ပထမချက်ကဒုတိယတစ်ခုကကျတော့လက်ဖြူရဲ့ဒီပြောရရင်ဒီ fiction ပဲ shiny ကိုလို့ခေါ်ရဲဒီအစိမ်းရောင်သုံးခေါက်ချိုးလေးပေါ့နော်အဲ့ဒီဟာမလေးကသူကလက်ဖြူရဲ့ဆေးရုံနာမည်ပါတယ်ဒီဘက်ဆေးရုံနာမည်ပါနေဟိုဘက်ဆေးရုံကလက်ဖြူလောက်ခံလို့မရဘူးလို့ဆို okay အဲ့ဒါလက်ဖြူလဲအေးအဲ့ဆိုလဲစောင့်ဘယ်နှပတ်ဘလောက်ကြာမှလဲဆိုအင်းနဲ့10ရက်လောက်ပဲအလုံးစုံနဲ့တခါလေတော့လဲ2ပတ်3ပတ်လောက်ကြာတယ်ဆို okay ပေါ့ကိစ္စမရှိဘူးစောင့်မယ်ပေါ့နော်ဆိုပြီးလက်ဖြူလဲထိုင်ဆောင်ဆိုလဲအေးစောင့်မှာပေါ့နော်ဆိုပြီးတော့လက်ဖြူလဲစောင့်အဲ့ဒီအချိန်မှာလက်ဖြူရဲ့ကောင်းလေးတငယ်ချင်းကျွန်တော်တို့နိုင်ငံသားရုံမှာလောက်တာတော့ပြောရင်ဟဲဟိုဟာလက်ပြတော့မရဘူးဘယ်လောက်ကြာမှာပုံမှန်တော့10ရက်ပဲဒါပေမဲ့တခါလေကြောက်ရတာတဲ့ဘယ်လေးလို့ဘာလို့ဆိုရင်လည်းလူအရန်များတော့တဲ့သူတို့အဲ့လို personal mangle လည်းရှိနေတာမလို့ပေါ့နော်တချို့လူတွေဆိုတစ်နှစ်ကျော်2နှစ်လောက်ဖြစ်သွားတယ်ဆိုဟဲအဲ့နဲ့လည်းဖြစ်ပဲတစ်နှစ်ကျော်2နှစ်တောင်လို့အလုံးမလုပ်ပဲနဲ့သူတို့ဘလို့လုပ်စဲအဲ့လိုပဲတချို့ကြောင့်လည်းအမဲတွေကိုလုပ်ကြတယ်ဘာလို့လဲဆို official အလုံးလုပ်ခွင့်မရှိဆိုလည်းအရန်ချွေးပြန်သွားလုံးဝချွေးပြန်သွားအဲ့နေမှာသွားပြီလို့ဘာလို့ဆိုဟိုလက်ဖြူကွာလက်ဖြူစုထားတဲ့ပတ်စံက2လ3လလောက်ပဲတောင်းခံနိုင်တဲ့ပမာဏကွာအများကြီးလည်းမဟုတ်အင်းကလည်းဟိုလိုမျိုးရော့သမီးလေးပေးနိုင်တယ်လည်းမပါဘူးဘာလို့အဲ့နဲ့လက်ဖြူလည်းပြတ်တော့သွားငါလို့6လ9လအောင်ဘလို့ဟိုဘယ်လိုပြောရမလဲဘယ်လိုရက်တည်မလဲပေါ့နော်ဘယ်လိုရင်ဆိုင် survive လုပ်ရမလဲဆိုပြီးတော့လက်ဖြူတော်တော်လေးလေပါဒါပေမဲ့အဲ့ဒါကလက်ဖြူတောက်ထိုင်မဟုတ်ပါဘူးလက်ဖြူတငယ်ချင်းလည်းဖြစ်ပါတယ်အဲ့နဲ့လက်ဖြူနောက်ဆုံးတို့ကပြောတယ်လက်ဖြူလုံးလို့မရအောင်ဆိုလက်ဖြူဆောင်းနေ3ဘက်ကျော်သွား3ဘက်ကျော်ကတို့ကအလုပ်သမားရောသွားအလုပ်လက်မဲ့လျှောက်လိုက်တော့တယ်ဆိုတော့okay ဟို
ကိုယ်ခါမှလုံးလက်မဲ့လဲရှောက်မယ်လို့လဲမတွေးဘူးကွာအဲ့နဲ့โอเคပေါ့နော်ဒါပေမဲ့ဘလို့ရှောက်ရလဲဘလို့လဲလက်ဖြူ process တွေမသိကွာလက်ဖြူကောင်လေးကိုမေးတော့လက်ဖြူကောင်လေးလည်းတစ်ခါမှသူကအလုံးလက်မဲ့မဖြစ်ဘူးတဲ့ဟိုဒီသူ session နဲ့လောက်ထဲကအလုပ်လုပ်နေတက်ကသူစာဟိုတက်ကလေးကလုပ်နေအခုဒီကြောင်းပြီးတော့လဲဆက်လုပ်ဆိုတော့သူလည်းတစ်ခါမှအဲ့လိုကိစ္စတွေမလုပ်ဘူးဆိုတော့လက်ဖြူလည်းโอเคပေါ့နော်အဲ့နဲ့လက်ဖြူတော့နှစ်ယောက်အဲ့အလုပ်လက်မဲ့ရုံတော့ဖြစ်တယ်အလုပ်သမားရုံဥပမာဒီ job center လို့လည်းခေါ်ကြတယ်ဂျာမန်လို့ဆိုရင်တော့ Bundesagentur für Arbeit လို့လည်းခေါ်ကြရပါတော့အဲ့နဲ့အဲ့ဒီကိုသွား appointment နေပါရှူပြီးတော့အဲ့ဒီကဒီ appointment ရတော့လည်းရှင်းပြရတာပေါ့နော်လက်ဖြစ် process ကိုတော့ပြောဟဲအဲ့ဒါတဲ့နေရတဲ့ဘာလို့တဲ့ hospital ပြီးကြတဲ့ကတဲ့အလုပ်လက်မဲ့လာမလျှောက်တာလဲဆိုတော့လည်းပြောဟဲလို့ငါအလုပ်လက်မဲ့လို့ဖြစ်သွားမယ်လို့မထင်ထားဘူးလေပေါ့ဘာလို့ဆိုလက်ဖြူကွာစားကြည့်လုံစားကြည့်ရလဲရနေရယ်နေထိုင်ခွင့်ရလဲရှိနေရပဲလေပြောရင်လက်ဖြူရဲ့ fix နဲ့ shine ကိုဂျွန်ဟိုဒီ2025ထိအောင်ရှိအဲ့တော့ဟဲ့ငါမထင်ထားဘူးလို့အဲ့လောက်ကြီးဖြစ်တော့မယ်ဆိုအော်တဲ့နင်းအရှိရလေးတဲ့ထသွားတဲ့တယောက်ကလေးတဲ့သူဆိုလဲတဲ့အဲ့ဒါလေးလာရှိပြီးတဲ့လုံးလက်မဲ့ဖြစ်နေရခုနိလုံခွင့်မကြတယ်ဆိုတော့โอเคအဲ့တော့လက်ဖြူလည်းတော့စနာပါငါဘယ်တော့လောက်မှလုံးရမှာလဲပေါ့နော်တော်လက်အောင်အဲ့တော့ပြောအင်းနဲ့နင်တို့မှတ်ထားရမှာနင်တို့ရဲ့နိုင်ငံသားတွေဆိုရင်ပေါ့ဒီ EU တွေကနိုင် EU သမားတွေဆိုရင်နဲ့အောက်စပင်တို့ပြီးတာနဲ့တော်တော်များများ safe ဖြစ်အောင်နဲ့အလုပ်လက်မဲ့ရှောက်ကြရလေမသိဘူးလားဆိုဟဲငါမသိဘူးလို့ငါတကယ်မသိခဲ့ဘူးလက်ဖြူရဲ့ဒီအတန်းနဲ့ကလူတွေအလုပ်လက်မဲ့ရှောက်ကြတယ်ဒါပေမဲ့ရှောက်တာဆိုတော့အလုပ်လက်မဲ့တမင်ရှောက်ပြီးတော့တစ်လခီးသွားတာလက်ဖြူကကျတော့အဲ့လိုမျိုးနှစ်ပတ်လောက်ပဲခီးသွားပြီးတော့ဟိုဘယ်လိုပြောရမလဲအလုပ်လက်မဲ့လည်းရှောက်နေတော့နှစ်ပတ်နဲ့တော့ဆိုပြီးတော့လက်ဖြူကအလုပ်ဆက်လုပ်မယ်ဆိုပြီးတော့လုပ်လိုက်တာအဲ့ဒီအချိန်မှာသူကပြောတာအဲ့လိုမျိုးနိုင်ငံခြားသားတွေဆိုရင်ပေါ့နော်အလုံးလက်မဲ့အောက်ဆွေရပြည်နဲ့အလုံးလက်မဲ့ရှောက်ထားတဲ့နေဆိုတော့လက်ဖြူမတိခဲ့တဲ့အကြောင်းအရာတွေကိုလက်ဖြူအခု share လုပ်ပေးတာအကယ်၍များဟိုဒီနှစ်ပိုင်းတွေဒါမှမဟုတ်ရှင်းနေအောက်ဆွေရပြီးထားမဲ့လူတွေဆိုရင်နည်းနည်းလေးသတိထားပါကို backup plan လုပ်ထားပါဘာလို့ဆိုလက်ဖြူဆိုရင်နာကားတော့အလုံးအောင်လေတိလည်းမတိခဲ့ဘူးလေကိုလည်းဘူးမှမပြောပြကိုလည်းမသိဘူးနော်မေးလည်းမမေးမိဘူးဒီလိုမျိုးဖြစ်သွားမယ်လို့လည်းမထင်ထားဘူးဆိုတော့လေဆိုတော့အဲ့ဒါ nursing hospital နဲ့မဟုတ်ပါဘူးတခြား logistic တွေ hotel ဘိုင်းတွေဘာညာတာလကရှိသမျှ hospital တော်တော်များများအလုပ်လုပ်ခွင့်ရှောက်ရပါတယ်ဒါပေမဲ့ nursing ကပိုခတ်ပါတယ်ဘာလို့ဆို nursing ကသူတို့ပြောတဲ့ပုံရဆိုရင်တော့ဒီတိုင်းရုံးကနေပါသူတို့အဲ့လိုမျိုးတုံထုရတယ်ဆိုတာမသိဘူးပြောတယ်ပုံမှန်သူများတွေဆိုရင်နှစ်ပတ်လောက်နေပြီးတော့ဟိုဒီ result မထွက်ဘူးဆိုရင် automatic ဟိုဘယ်လိုပြောရမလဲဒီအလုပ်လုပ်ခွင့်ရသွားတယ်လို့လည်းကြားတယ်ဒါပေမဲ့ nursing ကတော့အဲ့လိုမဟုတ်ဘူးသူကဦးအခွန်တဲ့ဘိုင်းနဲ့ရှုပ်သေးတယ်လို့ကြားတယ်အဲ့တော့လက်ဖြူပြောချင်တာကအားလုံးပဲသတိထားကြပါဟိုလက်ဖြူလူတိုင်းအောင်ဖြစ်မယ်လို့တော့မပြောနိုင်အောင်တချို့လူတွေကြောက်လည်းကိုယ်စိတ်ရုံမှာပဲကိုယ်လုံနေနဲ့ကြောင်းပြီးသွားပြီးထပ်လုပ်တဲ့အခါကျတော့လည်းအဆင်ပြေသွားတာမျိုးရှိတယ်ဒါပေမဲ့လက်ဖြူကတော့လက်ဖြူတက်တယ်မှာလက်ဖြူတက်တယ်မဟုတ်ပဲနောက်ကောင်မလေးဒီလက်ဖြူရဲ့တငယ်ချင်းမမဝစ်စစ်ဘက်ကလာတဲ့ကောင်မလေးလည်းသူလည်းအလုပ်လုပ်ခွင့်မရဘူးဆိုတော့နိုင်ငံသားတွေမှာအဖြစ်များတယ်ဆိုတဲ့ဟာလေးကိုလည်း share လုပ်ပေးချင်တာပါအခုပြောချင်တာကလက်ဖြူကဒီအလုပ်လက်မဲ့ဖြစ်သွားတဲ့ဟာကနည်းနည်းလေးနောက်ကျသွားတယ်ပေါ့နော်ပြောရရင်စစချင်းလအစတည်းကဒါအကယ်၍ register လုပ်လိုက်မယ်ဆိုရင်လက်ဖြူတစ်လောက်အနည်းဆုံးလက်ဖြူတော့ hospital လစာနဲ့သူတို့ဒီပြန်တွက်လိုက်တယ်60ရာခိုင်နှုန်းလောက်မသိသူတို့ပြန်တွက်တယ်တဲ့ဆိုတော့650လောက်ရပါတယ်ပုံမှန်ဆိုရင်လက်ဖြူတငယ်ချင်းတွေဆိုရင်ဒီလမှာသူတို့ဒီလတော့မဟုတ်ပါဒီ match လမှာသူတို့650ယူရို650တော်တော်လောက်ရရပေါ့နော်လက်ဖြူကကျတော့အရင်နောက်ကျသွားတယ်28ရက်နေ့မှလက်ဖြူကဟိုဗာလဲသွားပြီး register လုပ်လိုက်တယ်အဲ့တော့ match လအတွက်ဆိုရင်လက်ဖြူ9ရက်စာပဲရတယ်9ရက်စာကိုသူကလက်ဖြူကိုတစ်ရက်ကို25ယူရိုပေးပါတယ်ဆိုတော့125ယူရိုတော့ရလိုက်တယ်ပေါ့နော်ဘာလို့လို့ရလဲဆိုတော့အင်္ဂလာကတွေပါတော့ပေးလို့မြောင်မဟုတ်တော့စားမယ်ပေါ့နော်ဟိုကျန်တဲ့ဟာတော့ကိုယ့်အနေကိုစိုက်ပေါ့အခုတော့လက်ဖြူလောက်ရသွားပါပြီအလုပ်ရသွားဆိုအလုပ်ပြန်လုပ်ခွင့်ရသွားပြီပေါ့နော်လက်ဖြူကတော့နည်းနည်းကန်ကောင်းတယ်လို့သူတို့ကပြောကြတယ်တစ်လားလောက်ပဲကြာတယ်ဆိုတော့လက်ဖြူ April ရက်နေ့မှာလက်ဖြူစပြီးတော့အလုပ်လုပ်ပါတယ်ဆိုတော့သူကဒီ April 1ရက်နေ့2ရက်နေ့3ရက်နေ့အထိ3ရက်စာ85ယူရိုထပ်ပြီးတော့ပေးပါတယ်လက်ဖြူအကောင့်ထဲမှာတော့86ယူရိုရောက်နေပါတယ်ဆိုတော့ပေးတဲ့ process ကမြန်တယ်အဓိကကိုအချိန်မီသွားပြီးတော့register လုပ်ထားဖို့လိုအပ်တယ်ပေါ့နော်ကိုသာဟိုဘယ်လိုပြောမလဲအလုပ်လုပ်ခွင့်မရအောင်ဆိုရင်အလုပ်လုပ်ခွင့်ရတယ်တေချာတဲ့သူတွေဆိုရင်တော့ဒါတစ်ပိုင်းပေါ့ဒီဘက်မှာနေနေတဲ့ officer ဟိုအသေးချာရှိထားရလို့ဆိုရင်တော့တစ်မျိုးပါဒါပေမဲ့ hospital နဲ့ပဲနေနေတဲ့လူတွေဆိုရင်တော့တစ်ချက်လောက်သတိထားပါလို့လည်းပြချင်ပါတယ်အဲ့တော့လက်ဖြူလို့မဖြစ်ပါစေနဲ့လို့လက်ဖြူရဲ့ဒီဗီဒီယိုလေးကအားလုံးတော့အထောက်အကူပြုတယ်ဆိုရင်တော့ like and share လုပ်တော့မမေ့နဲ့နော် information ဆိုတာ share လေးကောင်းလေးပဲလေနော်
ကဲအားလုံးကိုကျေးဇူးတင်ပါတယ်လေကဲအားလုံးပဲ Chusikovsky ပါနော် bye bye